မိချစ်ဆန်မှုနည်းနည်းလေးနဲ့တောင်အိမ်တလုံးဆောက်လို့ရပေမဲ့ဝက်ကြီးဆုံးကတော့လွန်ကျူးလုပ်ခဲ့တယ်သူကတစ်ချောင်းတွေကိုအစုလိုက်ဆွဲယူပြီးမြေကြီးထဲစိုက်လိုက်တဲ့ထီယိုကြီးကိုခေါမိုးတန်းလုပ်ဖို့ဖွင့်လိုက်ပြီးဘေးပတ်လည်မှာပိုက်ကွန်တွေကိုတန်းစီချိတ်ဆွဲတဲ့နောက်ဆုံးတော့ကောက်ရိုးတွေကိုခက်ရင်းနဲ့တက်ရက်ဖြားပြီးမိုးလိုက်တာတက်ကဲမိုးအိမ်လေးကခဏလေးနဲ့ပြီးသွားတဲ့သူ့အကိုနှစ်ယောက်နဲ့မတူပဲဝက်အငယ်ဆုံးကတော့အခြေအနေကိုနားလဲတဲ့ဝင်ပလွေကြီးရန်ကကာကွယ်ဖို့ဆိုရင်နီခဲနဲ့ဘီလက်မြေပဲအားကိုးရမယ်ဆိုတာသိလို့အဲ့ဓာတွေနဲ့စောက်ခဲ့တယ်ဒါပေမဲ့ပျော်ဖို့ပဲစိတ်အားထက်သန်နေတဲ့သူ့အကိုနှစ်ယောက်ကတော့သူ့စကားကိုနည်းနည်းလေးမှနားမထောင်ကြဘူးသူချွေးတလုံးနဲ့အိမ်ဆောက်နေတာကိုမြင်တော့တောင်ယူလို့လက်ဟန်ချေဟန်နဲ့ပြောင်းအောင်ကြသေးတယ်ဘီလက်မြေရောနေတဲ့ဝက်အငယ်ဆုံးကတော့မြင်ပေမဲ့ပခုံးသာတွန်းပြီးဂယုမဆိုင်ချင်အောင်ဆောင်လိုက်တယ်အဲ့ဒီချိန်မှာပဲဝန်ပလွေကြီးကတစ်တော်ထဲကနေထွက်လာပြီးအကိုနှစ်ယောက်ကခုန်နေတာကိုမြင်လိုက်တယ်ဝန်ပလွေကချက်ချင်းပဲကမဲ့အဖြစ်ဟန်ဆောင်ဝတ်ဆင်ပြီးညင်တာတဲ့ဟန်ပန်တွေနဲ့ရိမ့်ထိုးလိုက်တော့အကိုနှစ်ယောက်လုံးလုံးဝဆွဲဆောင်မှုခံလိုက်ရတယ်ဝန်ပလွေကသူတို့ကိုကြောက်ဆောင်တစ်ခုရဲ့နောက်ဖက်ကိုဆွဲဆောင်ခေါ်သွားဖို့တလန်းချင်းနောက်ဆုတ်သွားပြီးမှအကွက်လန်ဖို့စီစဉ်နေတဲ့အကိုနှစ်ယောက်တော့သွားပြီလို့လူတိုင်းကထင်ခဲ့ကြပေမဲ့သူတို့ရဲ့မျက်လုံးတွေကဝန်ပလွေရဲ့အဝတ်စားတွေပေါ်မှာသာရှိနေတာဖြစ်နေတယ်ရှက်ရသွားတဲ့ဝန်ပလွေကဟန်ဆောင်တာကိုရက်လိုက်ပြီးသူ့ရဲ့ချွန်ထက်တဲ့သွားတွေပေါ်လာတယ်အနေရရှိမှန်းတိလိုက်တဲ့အကိုနှစ်ယောက်ကတက်ကဲမိုးအိမ်စီကိုလျှက်တစ်ပြက်ပြေးဝင်သွားကြတယ်ဒါကိုတုတ်ပြန်တဲ့အနေနဲ့ဝန်ပုတ်တွေကမိချစ်နဲ့မိရှုလိုက်တော့အင်္ဂလိပ်ဟာချက်ချင်းပြကျသွားတယ်အကိုနှစ်ယောက်ပါဇက်အဟောင်းသားအံ့အားသင့်နေတော့မှပဲဝန်ပုတ်တွေကတကားကိုဖွင့်ပြီးသူတို့စီကိုတလန်းချင်းတိုးကပ်လာတယ်သူတို့နှစ်ယောက်ကမိချစ်ဆန်အိမ်စီကိုပြေးဝင်လိုက်ကြပေမဲ့ဝန်ပုတ်တွေကအရှိန်နဲ့တိုက်လိုက်တော့အိမ်ကချက်ချင်းပြိုကျသွားတယ်အဲ့ဒီတော့မှအကိုနှစ်ယောက်ကအလင်းစလိုပြန်ဆောက်ဖို့ကြိုးစားကြတယ်ဒါပေမဲ့ဝန်ပုတ်တွေကနောက်ဆုံးမိချစ်ဆန်ကိုချလိုက်တဲ့အခါအိမ်ကတခါထပ်ပြိုကျသွားပြန်တဲ့အခြေအနေမဟန်တော့မှန်းသိတော့သူတို့ကဝက်အငယ်ဆုံးရဲ့အိမ်စီကိုအမြန်ဆုံးပြေးကြတယ်တကားကပိတ်နေတာကြကောက်ဒေါသကြီးဖြစ်နေတဲ့ဝန်ပုတ်တွေကယူမိုက်စွာတကားကိုဝင်တိုက်တော့တယ်သူဘလောက်ပဲခုန်ပြီးကန်နေပါစေနားကွဲမတက်ဝန်ပုတ်တွေအော်တန်ကိုဘလောက်ပဲထုတ်ပါစေတကားကတလက်မလေးမှမရွေ့ဘူးပိုစိတ်ဆိုးအောင်ဝက်တွေကပစက်နက်နဲ့ဆိုပြီးလှောင်ပြောင်လိုက်ကြတယ်ဒေါသထွက်နေတဲ့ဝန်ပုတ်တွေကအားကုန်ထုတ်သုံးပြီးအရှိန်ပြေးနဲ့ရှေ့ကိုလှမ်းအုပ်လိုက်တယ်အဲ့ဒီအချိန်မှာဝက်အငယ်ဆုံးကတကားကိုရုတ်တရက်ဆွဲဖွင့်လိုက်တာကြောင့်သူ့ရဲ့လုပ်ရက်ကအရာမရောက်တော့ဘူးဒီတခါတော့ဝန်ပုတ်တွေကလှည့်စားဖို့ဆုံးဖြတ်လိုက်တယ်စီးငင်းတွေထဲမှာအဝတ်စားစုပ်ပြတ်တက်နေတဲ့လမ်းဘေးဂီတသမားအိုကြီးအဖြစ်ဟန်ဆောင်လိုက်တယ်ဝက်ကြီးဆုံးနဲ့ဒုတိယဝက်ကမြင်တော့စိတ်လှုပ်ရှားလွန်းလို့ဘာမှမစင်စားတော့ပဲတကားဖွင့်ဖို့အပြေးလွှားလောက်ကြတယ်ဝက်အငယ်ဆုံးကတားဖို့ကြိုးစားပေမဲ့တွန်းဖယ်ခံလိုက်ရတယ်သူထမလာခင်မှာပဲသူတို့ကဝန်ပလွေကိုအိမ်ထဲဝင်ခွင့်ပြုလိုက်ပြီးအနီးအနားမှာပုံနေတဲ့ဝက်အငယ်ဆုံးကဝန်ပလွေနောက်ကတပြားဖွင့်ဆက်ကိုရုတ်တရက်မြင်လိုက်တယ်သူကကြွက်တကောင်လိုတိတ်ဆိတ်ချင်းကပ်သွားပြီးတနာစရာကောင်းတဲ့တခြင်းကိုပျော်ရွှင်တဲ့တခြင်းနဲ့စားထိုးလိုက်တဲ့ဝန်ပလွေရဲ့ဟန်ဆောင်မှုပြတ်သွားတာနဲ့ဒုက္ခရောက်ပြီဆိုတာသိလိုက်တဲ့အကိုနှစ်ယောက်ကဝက်အငယ်ဆုံးနဲ့အတူဒုတိယထပ်ကိုအမြန်ထွက်ပြေးကြတယ်သူတို့တကားကိုပိတ်ဆို့ထားပေမဲ့ဝန်ပလွေကနောက်တစ်ဖက်ကနေဝင်လာပြန်တဲ့ဝက်အငယ်ဆုံးကသူ့ကိုနှစ်ယောက်ကိုဓာတ်လေကားတဲ့အမြန်သွင်းပြီးအောက်ဆင်းခလုတ်ကိုနှိပ်လိုက်တယ်ဝန်ပလွေကလည်းမီးအလောင်ခံပြီးနောက်ကလိုက်ဖို့ခလုတ်ကိုနှိပ်ဖို့ပြင်တယ်ဒါပေမဲ့ဓာတ်လေကားဆိုတာမျိုးမမြင်ဘူးတာကြောင့်ခြေချော်ပြီးနောက်တစ်စက္ကန့်မှာပဲကျမ်းပြင်ပေါ်ကိုအရှိန်ပြင်းပြုတ်ကျသွားတော့တယ်